အားလုံးပဲဒီအမကပေါ့နော်အမကြုံတွေ့ခဲ့တဲ့အရာလေးကို share လုပ်ပြီးကျွန်တော်အဲ့ဒါဘာလဲဆိုတော့တခြားနယ်ပယ်အသီးသီးကနေပြီးတော့မခိုင်းကိုပြောင်းလာတဲ့လူတွေများလာတယ်ပြီးတော့မကြခင်မြန်မာပြည်ကနေပြီးတော့မခိုင်းကိုနဲ့လာမဲ့သူတွေအတွက်ပေါ့နော်ဘိုးဘွားဆောက်ရှောက်ရေးနဲ့လာမဲ့လူတွေအတွက်ကိုရည်ရွယ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီတချို့အခုလက်ရှိမှာ TikTok မှာမြင်နေရတာကွာတချို့ညီမလေးတွေပေါ့နော်ညီမလေးတွေရောအမတွေရောပေါ့ဒီဂျပန်လုံးထဲမှာပြောတော့အဖိုးဘွားတွေကိုဒီဝီချဲပေါ်ကနေပြီးတော့မှအိယာပေါ်ရွှေ့တာတွေအိယာနေဝီချဲပေါ်ရွှေ့တာတွေညဘက်ကြလို့ရှိရင်တချင်းအတူတူဆိုတာတွေသူတို့မျက်နှာကိုကွယ်ထားပြီးတော့မှသူတို့မျက်နှာကိုပေါ့နော်ဒီစတစ်ကာနဲ့အုပ်ထားပြီးတော့မှဆော့ထားတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေကိုပြပြချင်တယ်အခုနောက်ပိုင်းကအရန်တင်းကျက်လာပြီတင်းကျက်လာတော့အမတော်ကကြုံတာပြပြမယ်အမတော်ကအဲ့ဒါတွေကိုသိဟိုဒီလိုဟာတွေမတင်ရဘူးဆိုတာသိတယ်မလုပ်ရဘူးဆိုတာသိတယ်ဒါပေမဲ့ကိုလုတ်တဲ့အထက်မှာအဲ့ဒါကြီးမပါဘူးကိုလုတ်တာယူနီဖောင်းဝတ်ထားတာရှိတယ်ပြီးတော့ကိုယ့်ရဲ့နားချိန်မှာကိုဆော့တယ်ဆော့တဲ့ခါကျလို့ရှိရင်အဲ့ဆော့ထားတဲ့ဗီဒီယိုကချက်ချင်းတင်တာမဟုတ်ဘူး drag ထဲထည့်ထားပြီးတော့မှနောက်မှပြန်တင်တာကွာပြန်တင်တော့ဘလို့ဖြစ်လာလဲဆိုတော့တိုင်ခံရတာအတိုင်နာကလည်းတခြားလူတိုင်တာမဟုတ်ဘူးမြန်မာချင်းချင်းကတိုင်တာမြန်မာချင်းချင်းကနေတိုင်ခံရတာကွာအတိုင်ခံတော့သူတို့ခေါ်ပြီးတတိပေးတဲ့ခါမှာဘာပြောလဲဆိုတော့ကိုဆော့ထားတဲ့ထဲမှာမှအဖိုးဖွားကြီးရုပ်မပါဘူးဖိုးဖွားကြီးပုံတပုံမပါဘူးကိုနားနေတဲ့အချိန်မှာနားနေဆောင်သူတို့အလောက်ခွင်တော့ပါတာပေါ့နော်အလောက်ခွင်ပါတယ်ဆိုပေမဲ့လိုရှင်းတဲ့နေရာမှာကိုကဆော့ထားတာတွေပေါ့နော်အဲ့ဒါတွေချက်ချင်းလည်းတင်တာမဟုတ်ဘူး drag ထဲထည့်ပြီးတော့မှတော်တော်ကြာမှကိုကတင်ထားတာအဲ့ဒါကိုတစ်ဖက်ကမြန်မာကဘလို့ပြောပြီးတိုင်နေတော့ကိုလည်းမသိဘူးပေါ့နော်စုံစမ်းကြည့်တဲ့တော့တတိထားမယ်လို့ကြောင်းပြပြတာနော်အဲ့လိုကိုခေါ်ပြီးတတိပေးလာတော့နေရပေါ့ဒီလိုမျိုးကြီးလောက်တဲ့ခါကျမှဒီလိုမျိုးဟာတွေမသိဘူးလားပေါ့ငါသိတယ်ဒါပေမဲ့ငါဆော့တဲ့အထဲမှာအဖိုးဖွားကြီးပုံနေမပါဘူးလေလို့ကိုကပြောတဲ့ခါကျတော့ဘာပြောလာလဲသိလားသူတို့ကလေဒီလှည့်ပတ်ပြီးစကားကိုပြောတတ်တဲ့အကြောင်းပြောပြတာဘယ်လိုလဲဆိုတော့နင်ကဒီဝတ်စုံနဲ့ဒီယူနီဖောင်းနဲ့ဒီမှာဒီလိုဆော့တဲ့ခါကြလို့ရှိရင်ဒီရဲ့တက်ဆိုင်ရာပေါ့နော်သူတို့ဟိုလာမဲ့ဟိုအဖိုးဖွားတွေရဲ့ဒီမိသားစုတွေကနေပြီးတော့မှဒီမှာလုပ်နေတဲ့ဝန်ထမ်းကတေချာသူတို့ဖိုးဖွားတွေတခြားမကြည့်ပဲနဲ့သူတို့အဖေမေတွေတခြားမကြည့်ပဲဒီလိုစော့နေရလားပေါ့ဒီလိုလုံနေရလားပေါ့အဲ့လိုမျိုးမြင်နိုင်နေဆိုပြောတယ်ပေါ့နော်ပြောလဲပြောပြီးဒါပုံကြီးချဲ့တာပေါ့ပဲထားလိုက်ပါတော့ဒါပြောလိုက်တယ်ကိုယ့်ရဲ့နားချိန်မှာကိုစော့တာဒါပေမဲ့သူတို့ဘာပြောလဲဆိုတော့တစ်ဖက်ကမိသားစုတွေရတဲ့နေ့ရဲ့နားချိန်ပါချိန်သူတို့တိမှာမဟုတ်ဘူးပေါ့နော်ဒါဒီယူနီဖောင်းနဲ့ဒီလိုစော့ထားဖြစ်တဲ့အတွက်ဆိုပြီးမှကိုကခံဝင်ထိုးခဲ့ရတာဒါကလုပ်ငန်းခွင်အချိန်မှာကိုစော့ထားရတာမဟုတ်ဘူးကိုယ့်ရဲ့နားချိန်မှာကိုစော့ထားတဲ့ဟာကိုမှနားချိန်ပေါ့အဲ့ဒါမှနားချိန်မှာတို့ရဲ့အနောက်ကအခန်းကနားနေခံရဲ့အဆောင်ပါလို့ဆိုဖြတ်ခိုင်းတယ်အဲ့ဒါအကုန်လုံးဖြတ်ပေးလိုက်တယ်ကိုတုံးကလေအဲ့တော့ပြောချင်တာကနေရာပေါ်လဲမူတည်လိမ့်မယ်တချို့နေရာတွေကြတော့လဲတို့ဒီတချို့ဘိုးဘွားဆောက်ရှောက်ရေးနေရာတွေကြတော့လဲတို့ကအဲ့မန်နေဂျာတွေကိုယ်တိုင်ကအတူတူစော့ပေးပြီးတော့မှဒီတင်တာတွေရှိတယ်ပေါ့နော်တနေရာတော့မတူဘူးပေါ့ဒါဖြစ်နိုင်လို့ရှိရင်ဒီလုပ်ငန်းခွင်ထဲမှာလုပ်တဲ့ဟာတွေကိုတူတူအဲ့လိုဗီဒီယိုရိုက်ပြီးမတင်စေချင်ဘူးမလုပ်စေချင်ဘူးပေါ့နော်ပြီးတော့မြန်မာချင်းချင်းကလည်းတည်တယ်မလားဟိုတယောက်နှစ်ယောက်လောက်ဆိုလို့တယောက်နှစ်ယောက်ကအဆင်ပြေသေးတယ်၃၄ယောက်လောက်ဖြစ်လာမျိုးလို့ပြင်သူ့တန်ကဟိုတာမနာလို့တဲ့ဟာတွေကများရယ်လीเนาะသူများလူမျိုးလိုမျိုးစီစီလုံးလုံးရှိတာမဟုတ်ဘူးကိုချင်းဘာတွေဟိုဟာဖြစ်လဲတော့မသိဘူးအဲ့လိုအတိုင်ခံရတဲ့ခါကြလို့ရှိရင်မလိုလားအဲ့တဲ့ပြဿနာတွေရှင်းရမယ်ပြီးတော့စိတ်နှောက်ယှက်လည်းဖြစ်ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီတခြားနေပေကနေတခြားနေပေဆိုတာစားတော့စိတ်စားတော့ကုန်းတခြားကားဆက်ယုံတွေကနေအထက်ကျဆက်ယုံတွေကနေခိုင်းကိုပြောင်းလာမဲ့လူတွေအတွက်ကောမကြခင်မြန်မာပြည်ကနေလာမဲ့လူတွေအတွက်ကောပေါ့နော်ဒါမျိုးတွေမလုပ်ဖို့လို့ကြိုတင်လေ့လာစေခြင်းနဲ့ပြီးတော့ဂျပန်ကဒီလက်ရှိတက်နေတဲ့အစိုးရကအယောင်ဆန်းဆန်းလေးဖြစ်တယ်ဘာမှအထီးကိုင်းမခံဘူးအခုဒီကိုညီမလေးဒီတမင်ကိုတက်ခွာတဲ့ညီမလေးရဲ့အမှုကလေအမှုဖြစ်ဖို့များလောက်တယ်ဘာဖြစ်လဲဆိုတော့တလိမ့်ဆန်ညင်မနေဆက်မှုနဲ့ဆိုသူတို့ကထောင်ချမယ်ဆိုထောင်9နှစ်တဲ့ပြီးတော့ဒီလိုမျိုးငွေကြီးနဲ့ထန်ဆောင်မယ်ဆိုလို့ရှိရင်မြန်မာငွေနဲ့တွေ့ရင်1300 1400လောက်ကြော်ရလို့နည်းနည်းတက်တိနာလဲတဲ့လူတွေကနေပြီးတော့ပြောထားတာတွေ့တယ်ပေါ့နော်တွေ့တဲ့ခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်လေးကိုတော့မလိုလားအပ်တဲ့အရာတွေမဖြစ်ဖို့လို့ဒါကတော့လုပ်ငန်းခွင်နဲ့မဆိုင်ဘူးပေါ့နော်လုပ်ငန်းခွင်နဲ့ဆိုင်တဲ့အကြောင်းအရာကိုအမ share လုပ်ပေးတာအမကိုတွေ့ဆိုတဲ့အကြောင်းပြောပြဒါကဂျပန်တွေကကိုယ့်ရဲ့ TikTok အကောင့်တို့သိလဲမသိဘူးဘယ်လိုနာမည်နဲ့သုံးနေလဲတို့သိတာမဟုတ်ဘူးဒါမြန်မာချင်းချင်းကပြလို့မြန်မာချင်းချင်းကတိုင်လို့ဒါတို့သိတာပေါ့နော်ကိုဆိုလို့ရှိရင်လေကိုဆော့ထားတဲ့ဟာတွေကဟိုဂျပန်ဆက်ရောက်မှဆော့တာဆိုတော့ဂျပန်ဆက်ရောက်မှအောက်မှာဟာတွေကတို့ပြူးပြဲပြီးရှာထားပြီးဓာတ်တွေရောဒိတ်တွေရောရက်တွေရောလတွေရောအမလီဆက်ရွက်ချင်းနဲ့ရေးပြီးအဲ့ဒါဖြတ်ပြီးပါဆိုပြီးလောက်တာကိုတော့ကခံဝင်ကတိထိုးလိုက်ရတာကွာဒါကတော့ကိုမှားတာပေါ့ဘာဖြစ်လဲဆိုတော့တို့ယူနီဖောင်းနဲ့ကိုကဆော့မိတာဟုတ်အဲ့ဒါကြောင့်မလို့
အဖိုးပွားကြီးနဲ့ဘယ်နေရာမှာဘယ်လုပ်ငန်းကမှာဖြစ်ဖြစ်ဒါတွေဆော့ထားလဲဆိုရင်မဆော့သေးခြင်းမို့တစ်ချိန်ပြဿနာတက်လာနိုင်နေပေါ့နော်ဒါမလို့တဲ့လူကတိုင်တဲ့ခါကြလို့ရှိရင်ပေါ့နော်အစတွေကလည်းဒါသူတို့နိုင်ငံကစီမင်းစည်းကမ်းတွေရှိပါတယ်မလုပ်တာကောင်းပါတယ်